မင်္ဂလာပါကျွန်တော်တို့31ရက်နေ့4:30အတွက်ထိတ်ဒီကျွန်တော်တို့4ထိတ်ကျွန်တော်တို့6ထိတ်ပါထိတ်ရှိသည်4ထိတ်6ထိတ်ပါထိတ်ရှိသည်4ထိတ်6ထိတ်ပါနောက်ပိတ်သည်ကျွန်တော်တို့2ခွန်နောက်ပိတ်သည်ကျွန်တော်တို့2ခွန်4ထိပ်စီးနဲ့42 40ခွန်9ထိပ်စီးနဲ့92ဟို90ခွန်ပါကဲကျွန်တော်ရဲ့ YouTube လေးကို subscriber လေးနှိပ်ထားပါလက်မအသေးလေးတွေပေးထားပါနော်နောက်ရက်ဒီမှာလဲကျွန်တော်ကူညီပေးမယ်ထိပ်စီးသည်4 9ထိပ်စီးပါနောက်ပိတ်သည်4 2 4နောက်ပိတ်သည်2ခွန်နောက်ပိတ်ဖြစ်ပါတယ်ကျွန်တော်တို့ထိုးရမယ်ကဏ္ဍနေရာတော့4 2 4ခွန်9 2 9ခွန်ပဲဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေနိုင်ကြပါသည်ဗျာဒါကတော့ကျွန်တော်ဖုန်းနံပါတ်လေးပါ399696 53ခွန်3ပဲဖြစ်ပါတယ်နော်အကွက်ကောင်းယူမယ်ဆိုလို့ရှိရင်เนาะဒီဖုန်းနံပါတ်မှာဖုန်းဆက်ပြီးတော့လာရောက်ယူပါเนาะဘေးကျိုးငွေကျိုးပေးတယ်မလို့ဖရီလာယူပါเนาะဖုန်းခေါ်ယူမယ်เนาะ